ဒီကပြည်များလုံးမင်္ဂလာပါကျွန်တော်ခုရက်ပိုင်းနဲ့သတင်းတွေကတော့အမျိုးမျိုးထွက်နေရပေါ့အသိရမလားကြားမဲတွေဘာဖြစ်သွားပြီမိုက်ခဲတို့ဘာဖြစ်သွားရင်အသေးလိုချင်တာတွေရှင်းလိုချင်တာအဲ့တော့နော်ချက်ရှိုးနော်ပြောစရာစကားလည်းမရှိတော့ပြောစရာစကားလည်းမရှိတော့ဘူးနှုတ်ကောင်းနေအဲ့တော့ AC ပဲ AC ပါနော်ပြည်သူတွေနဲ့လည်းစိတ်မပူပါနဲ့ AC ပဲဘာမှဖြစ်ဘူးကြားမဲတွေအခုချိန်ကြီးရှိသေးရဲ့ခဲရမရှိလို့ပျောက်ကြားစစ်နဲ့တုတ်တယ်ကြားမဲတွေပျောက်ကြားစစ်ကိုခံစားကြည့်လိုက်ခံနိုင်ခံစားကြည့်လိုက်နော်အဲ့တော့ကျတော့အကောင်းဆုံးလေးနဲ့ပြန်လာမယ်အကောင်းဆုံးကြိုးစားနေတယ်စိတ်တက်မကြပါနဲ့ကျွန်တော်တို့တွေမကြခင်ချိန်တွေမှာမဖြတ်နိုင်အောင်ကျွန်တော်တို့ပြန်ကြိုးစားမှာဖြစ်ပါတယ်လက်ရှိလို့တဲ့နေထားမှာလည်းကျွန်တော်တို့စကန်တွေကိုပေးလိုက်ရတဲ့ဆိုတာထဲဆုတ်ခွာပေးလိုက်ရတဲ့သူပုံမှန်ပါတယ်ကျွန်တော်တို့ဒီကြည်မရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆုတ်ခွာပေးလိုက်ရတယ်ဒါပေမဲ့နော်နေပြည်နေထားမှာဆေးရုံမဆန့်လို့ပေါ့နော်ဓမ္မယုံနေထဲမှာနေရတဲ့ကောင်တွေကပို့ပြီးတော့ခံစားရပါတယ်ကျွန်တော်တို့တက်အဲ့ဒါကြတော့ကျော်စိုးဦးတို့တီတာယူမွန်တို့ဘိုင်းနေမောကနေတိတ်ပြီးတော့သိရမလားဝူရှူရတဲ့အာမချောင်းနဲ့ကိုလူနာကိုလောင်းလေးကိုကောင်းတကြိုအောင်လို့နော်တခြားလေးတကြိုပါညာပြီးမှလောက်ပါတယ်နော်မိုက်ခဲကိုရှင်းလို့ချင်တာအသေးလို့ချင်တာခဏဘေးဖယ်လိုက်အောင်လာခဲ့လိုက်ကိုယ်တိုင်လာခဲ့လိုက်ပါလို့နောက်ကလိုက်ခဲ့ပဲလို့လာခဲ့လိုက်လို့နော်လာခဲ့လိုက်ပေးလိုက်မယ်နော်ဒီမှာအေးစီပဲနော်ပေးလိုက်တခါမင်းတို့ကြည်တွေမင်းတို့လက်နက်တွေမင်းတို့စီပြန်ပေးလိုက်မယ်ရော့ဆိုပြောပြစ်ပေးလိုက်မယ်နော်အေးစီပဲနော်နေထားတွေကိုတစ်ချက်ရှိဦးနော်အေးစီပဲကြားမဲပဲနော်ကြားမဲပဲမင်းတို့ကောင်းနေခေါင်းလည်းမရှိဘူးစားမခေါင်းလည်းကိုမရှိတယ်ကောင်းနေတောင်လို့လေရင်သုံးလိုက်ဒုံးသုံးလိုက်လက်နက်ကြီးသုံးလိုက်အာယုံရှိမင်းတို့ကြောက်နေထင်မနေနဲ့နော်အေးစေးပဲကြီးပြန်ရရတယ်မင်းတို့ကောင်းနေအဲမျိုးပေါ်ထိလိုက်နေမင်းတို့ဒါရှင်းလာကြလိုက်အေးစေးပဲနော်ကြားမဲဆိုတာတရားပါပဲနော်တို့ရှင်နေရလားပြည်သူရှိရလားအောင်နောက်မှာဟောရှိတယ်ပြည်သူရှိငါတို့ရှိမှလည်းပြည်သူရှိဟုတ်အေးစေးပဲကျွန်တော်တို့ပြည်သူတွေအားတက်ထားပါကျွန်တော်တို့လည်းအကောင်းဆုံးနဲ့ပြန်လာโอเค